ကိုရွှေဘရင်ထစ်ပဲမဲ့အစားတင်မဟုတ်ပဲဘောက်စင်ပိုင်းမှာပါဘလောက်တော်ကြောင်းချပြီးနောက်လူရှင်ချင်းခံနေရတဲ့ဘူဖေးဘရင်အောင်ရဲလီလိုလိုထောင်တချမ်းနင်းလိုလိုဘာလိုလိုညာလိုလိုနဲ့အစားတောက်ဗီဒီယိုလေးတွေချက်ပြီးရင်နာမည်ကြီးလာသူကတော့ဘူဖေးဘရင်လူသီးမြောက်တဲ့ကိုကျော်စင်ဟိန်းပဲဖြစ်ပါတယ်ဒီနှစ်တည်းအတော်အတွင်းမှာကျော်စင်ဟိန်းဟာသူ့ကိုယ်သူဘူဖေးဘရင်ကွာလို့ကြွေးကြော်ကအစားကိုဘန်းလက်ကြီးတွေတဲခင်းစားပြရကနေ food vlogger တွေအကုန်လုံးကိုကြော်ကနံပါတ်1နေရာကိုရောက်လာတာပဲဖြစ်ပါရဲ့ဘူဖေးဘရင်ဟာအရင်ကသူ့ကိုယ်သူအောင်ရဲလင်ကလုံးဟုခံယူကဟင်းလျာလေးတွေချက်ပြနေတော့ကတော့တိတ်ပြီးနာမည်မရခဲ့ပါဘူးအခုတော့ဘူဖေးဘရင်ပွဲခံယူပြီးကတည်းကသူ့ဗီဒီယိုတွေတိုင်းဟာကြည့်ရှုသူတွေတန်းချီရနေပြီးတဟုန်ထိုးအောင်မြင်နေခဲ့တာပါသူဖန်တီးလိုက်တဲ့ဗီဒီယိုတွေတိုင်းဟာလည်းတခြားသူတွေလိုဘေးနိုင်ငံကဟာတာဗီဒီယိုတွေကိုကော်ပီကူးချပြီးကျွဲပြတာမျိုးမဟုတ်ပါဘူးကိုပိုင်ဟန်ကိုပိုင်အိုင်ဒီယာစီပြီးအရန်ကိုစမ်းသစ်တာလည်းဖြစ်ပါတယ် dialogue တိုင်းကလည်းတခြားသူတွေနဲ့ကွဲထက်နေတာကြောင့်သူ့ဟာတာဗီဒီယိုတိုင်းဟာအရန်ရည်ရကလူကြီးများနေတာကလည်းမထူးဆန်းပါဘူးနော်အဲ့ဒီလိုဘူဖေးဘရင်ဟာခန္ဓာကိုယ်ကပေါင်300ကျော်လောက်ရှိတာမို့တာမန် wet ပေါ်အစင်လောက်ပါကွာလို့ထင်နေကြသူတွေလည်းရှိမှာပါဒါပေမဲ့လူကနေပေမဲ့ပညာကတော့မနေဘူးဆိုကြောင်းကိုဘူဖေးဘရင်ကသူ့ရဲ့ bouncing scheme ကိုပရိသတ်တွေကိုချပြခဲ့ပါတယ်ဘူဖေးဘရင်အနေနဲ့ခန္ဓာကိုယ်ကဝတ်တုံနေပေမဲ့သူ့ရဲ့လက်သီးထိုးဟန်တွေခန္ဓာကိုယ်အနေထားတွေနဲ့ကိုလက်လှူရှားပုံတွေကတကယ် professional bouncing သမားတယောက်လိုကိုကစားပြသွားကြတာဖြစ်ပါတယ်။အဲ့ဒါကြောင့်ဘူဖေးဘရင်ဟာအစားတောက်စားတဲ့နေရာတင်စီရကြတာမျိုးမဟုတ်ဘဲကိုခံပညာပိုင်းဘက်မှာလည်းအားလုံးကအထင်သားမြင်သွားကြရတာပါ။သူတို့လိုအဝါလွန်တဲ့ယူအများစုဟာလမ်းလျှောက်ဖို့အတွက်တောင်ခက်ခဲနေလေရှိပြီးဘဝကိုအစင်မပြေမှုတွေနဲ့ဖြတ်တန်းကြရတာဖြစ်ပါတယ်။ဒါပေမဲ့ဘူဖေးဘရင်ကတော့ဝေနေပေမဲ့တွတ်လက်လက်ဖြက်လက်လက်နဲ့တကယ့်ကိုချစ်စရာကောင်းသူကြီးဖြစ်ပါတယ်။သူ့ရဲ့တနေ့တာတိုင်းကိုလည်းပျော်ပျော်ရွှင်ရွှင်သားဖြတ်တန်းလိရှိကသူစိတ်ညစ်နေတာတွေ့ဝေနေတာမျိုးကမရှိသလောက်ပါပဲနော်။နာမည်ကြီးစားတောက်ဆိုင်တွေရဲ့ကြော်ညာတွေကမ်းလန်းချင်းကိုလည်းဆက်တိုက်ခံရကသူ့ရဲ့တနေ့တာဝင်ငွေဟာခံမှန်းလို့မရအောင်ကျမ်းမာလည်းဖြစ်ပါတယ်။ဘူဖေးဘရင်ဆိုပေမဲ့လည်းအစားအသောက်တွေကြော်ညာဖို့တည်းမဟုတ်ဘဲအခြားသောလုပ်ငန်းတွေကလည်းသူ့ကိုငှားရမ်းတာမျိုးရှိပါတယ်။ကြော်ညာပေးတဲ့ဗီဒီယိုတိုင်းကိုလည်းဖြစ်ခဲ့လက်ဆန်လုပ်ပေးလိမ့်မရှိပဲဗီဒီယိုတစ်ဖုတ်နဲ့တစ်ဖုတ်ထက်မသွားအောင်ဖန်တီးပေးလိမ့်ရှိသူပါကြော်ညာဗီဒီယိုတိုင်းမှာလည်းကြော်ညာလာအပ်တဲ့လုပ်ငန်းတွေကဝန်ထမ်းလေးတွေနဲ့ဟာတာဗီဒီယိုလေးတွေလုပ်တက်လေးရှိပါတယ်တချို့ဆိုင်ရှင်တွေဆိုသူနဲ့ဗီဒီယိုအတူရိုက်ရင်နာမည်တွေရသွားကလူသိများအတိမတ်အပြူခံရတဲ့အထီပါတယ်ဘူဖေးဘရင်ကြီးအနေနဲ့တခြားအမှုပညာရှင်ဆယ်လီမောင်နှမတွေနဲ့လည်းဗီဒီယိုတွေ collaboration လူတက်ကအဆိုပါဗီဒီယိုလေးတွေဟာလည်းလူကြည့်အရန်များပါတယ်ဒီဆရာချင်းလူသားတို့တာမကဦးမိုးဒီတို့နဲ့တွဲဖက်သရုပ်ဆောင်ထားတာတွေဆိုရင်လည်းအခုတလုံးမှာလူကြည့်အရန်များပါတယ်ဒီဆရာနဲ့ဆိုလဲအခုနောက်ပိုင်းတပူးတွဲအမဲမြင်တာလေးရှိတာကြောင့် BML အတွဲလေးဆိုပြီးအားလုံးကစနောက်နေကြတာလေးဖြစ်ပါတယ်။ဘူဖေးဘရင်ကလည်းတီးဆရာနွယ်တူသူ့ကိုပြိသက်တွေကဘလို့ပဲစနောက်နေလဲစိတ်မဆိုးတတ်ပါဘူး။ဘူဖေးဘရင်ဟာလူတွေကိုပျော်စေချင်လို့သာပေါ်တော်နေပေမဲ့ပညာပိုင်းမှာခေးတူတော့မဟုတ်ပါဘူး။တချို့စက်ဖိုးမိုးပေါက်စားလေးတွေဆိုသူ့ရဲ့ဟင်းချက်နီးဗီဒီယိုလေးတွေကြည့်ကတက်မြောက်ခဲ့သူတွေလည်းရှိနေခဲ့တာပါ။ဟင်းချက်စကေးမှာတင်မကဘောက်စင်စကေးချကကိုခံပညာကောင်းတဲ့ဘူဖေးဘရင်အပေါ်မှတ်ချက်လေးတွေပေးခဲ့ကြအောင်နော်